Benjamin Šeško ရဲ့တလုံးနဲ့သောတွင်းကိုနဲ့အတူ Everton အသင်းကိုအနိုင်ယူခဲ့တဲ့ Manchester United Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျကိုခင်းစတာ football show ကနေကြိုဆိုပါရစေကျွန်တော်ကိုခင်းပါ Goodison Park မှာ Everton အသင်းကိုအကောင်းဆုံးအနိုင်ယူခဲ့တဲ့ပွဲပြီးသုံးသက်ချက် full time review ကိုကျွန်တော်တို့အတူတူသုံးသက်ဆွေးနွေးကြည့်အောင်ဆိုတော့ဒီပွဲစဉ်မှာ Everton ကိုနိုင်ဖို့လွယ်သလားခက်သလားပွဲအစဆုံးကြည့်တဲ့ညီကိုတွေအားလုံးကတော့သိလိမ့်မယ်David Moyes ရဲ့ Everton အသင်းအနေနဲ့ United ကစားသမားတွေကိုကစားရခတ်အောင်ကြမ်းကြမ်းတမ်းတုံ့ပြန်ကစားသွားခဲ့တယ်။နောက်တန်း၄ယောက်မှာဆိုရင်လည်းခံစစ်အားတန်တဲ့ကစားသမားအများစုနဲ့ United ရဲ့တိုက်စစ်စုဖွဲ့မှုရင်ဆိုင်ခဲ့တာပါ။ပွဲကဒီချင်းခွင်ရှာနှမျိုးပဲရှိတယ်။တရေသွားမလား United အနိုင်သွားမလား။ကျွန်တော်ပွဲကြိုသုံးသက်ချက်မှာဆွေးနွေးခဲ့သလိုပဲတရေ90အနိုင်90ရှုံးတော့မရှုံးနိုင်ဘူးဗျာ။အဲ့ဒါကိုကျွန်တော်နားလည်ထားတယ်။ဒါမဲ့လည်းချိန်ဝင်ရှာတဖြည်းဖြည်းတည်ကြဖို့များနေပြီသို့တော့ Benjamin Šeško ရဲ့လုံးဝဘယ်လိုပြောမလဲ finish shoot တပေါက်ပေါ့နော်ရှန်တောက်မှုနဲ့အတူ United တို့ဒီအဲ့ဒီတွင်းကူတကိုးတဲ့နဲ့အဖိုးတဲ့အနိုင်သုံးမဲ့ရအောင်နိုင်ခဲ့တယ် Benjamin Šeško ကလည်းဒီပွဲတည်းမဟုတ်ဘူးရှစ်ပွဲတွေမှာလည်းလူသားဝင်လာရင်ဂိုးကတောက်လျှောက်သွင်းနေရပဲ super set ကိုဖြစ်နေပြီ Šeško ဒီပွဲမှာသွင်းယူသွားတဲ့ကိုသွင်းယူမှုပုံစံနဲ့နောက်သူပြေးထွက်သွားတဲ့ပုံစံကြီးကိုကျွန်တော်တော်တော်သဘောကျတယ်ရှေ့ပွဲတွေကထက်ကိုပိုကြိုက်တယ်ဗျာ United တို့ဒီ counter attack situation မျိုးဝင်သွားတယ်တယောက်နဲ့တယောက်ကြားထဲမှာဘယ်လောက်ထိနားလည်မှုအားကောင်းတဲ့ counter attack လဲဒီ counter attack မှာပါဝင်ပတ်သက်ခဲ့တဲ့သူတွေအားလုံးတကယ်ယူကောင်းတယ်အဲ့တော့နောက်ဆုံး final pass ပေးသွားတဲ့ Brian Mbeumo တယောက်တည်းကိုပဲတွားကြည့်လို့မရအောင်Matthias Cunha ရဲ့အဲ့လိုတစောင်းကြီးစိုက်လန်းချင်းပေးလိုက်တဲ့ပုံစံကလည်းတော်တော်လေးမိုက်တယ်လို့အဲ့ဒီနောက်ကနေအဲ့ဒီ counter attack situation ကိုတောက်လျှောက်ပြေးထွက်သွားတဲ့ Benjamin Šeško ကလည်း pace ကြီးကကြောက်စရာကြီးလိုက်လို့မမီဘူးအဲ့တော့ဒီလိုပြေးထွက်ပုံမျိုးဘောလုံးလက်ခံရအောင်ပုံမျိုးကထိတ်တန်းအဆင့်မှာရှိတယ်သဘောကျတော့ကနောက်ဆုံးအဆုံးသက်သွားတဲ့ပုံစံမျိုးပဲကျွန်တော်အဲ့လိုအဆုံးသက်တဲ့ပုံစံမျိုးတွေကိုတိုက်စစ်မှုတွေမှာနောက်ပိုင်းသိမမြင်ရတော့ဘောနော်အားလင်းဟာလန်လောက်ကလည်းတနေ့ကတော့ Video Yogish အဲ့လိုပုံစံမျိုးလေးပြန်တွေ့လာတယ်။နောက်ပိုင်းကျွန်တော်ဒီဘောလုံးရသည်သုံးပုံနှစ်ပုံလောက်ရောက်တဲ့အခါမှာထောင်တိုက်စစ်မှုတွေဒီခြေသွမ်းပြလာနိုင်တယ်ဆိုတဲ့သဘောမျိုးပဲဗျ။အဲ့ဒီတွင်ကိုတကူက counter attack ဆိုပေမဲ့လည်းတကယ်မိုက်တယ်။တခိတကာ Salas တို့ United ကစားခဲ့တဲ့အဲ့လို counter attack ပုံစံမျိုးတွေကိုတော့ကျွန်တော်တို့ပြန်ပြီးတော့အောက်မေ့သတိရတယ်ပေါ့နော်။ထားပါအဲ့တော့ပြောချင်တာဒီနိုင်ပွဲကြောင့် United တို့ရဲ့Champion League ဝင်ခွင့်မျှော်လင့်ချက်ကပိုအားကောင်းလာတော့အမှန်ပဲအခု Champion League Raising မှာဆိုရင်အသင်း၃သင်းအကျိတ်နဲ့ပြိုင်နေတယ်တလက်မှလေးမမှားလို့မရအောင်အဲ့တော့ United တီလည်းအမှားရင်းလုံးဝမခံပဲဒီနိုင်ပွဲကိုထိမ့်လေးနဲ့သူတို့ပုံဖော်သွားခဲ့တာဗျအဲ့တော့ဒီပွဲမှာ Everton ကဘောလုံးတချို့ပိုင်ဆိုင်မှုလေးတွေတော့ပူရှိခဲ့တယ်ကော်နာအချိန်ကြီးအတွက်ဆိုလဲ United တို့တစ်ချိန်ပဲရခဲ့တယ် Everton က10ချိန်တောင်ရခဲ့တယ်ဒါမဲ့လေဘောလုံးပွဲမှာအခွင့်အရေးကိုမိမိရအသုံးချနိုင်ဖို့ကပိုအရေးကြီးတယ်အဲ့တော့ကြောင့် expected goals တွေเนาะပို့ပြီးတော့ United တို့များခဲ့တယ်တခြား efficient သိပ်မဖြစ်တဲ့ numerical တွေကတော့ Everton အသင်းရရှိခဲ့တာကိုတွေ့ရပါတယ် Okay အဲ့တော့ကျွန်တော်ပွဲထွက်လူစင်းအခင်းချင်းကိုပြန်ပြီးတော့စမ်းစစ်ကြည့်မယ်ဆိုရင် Licha Martinez ဒဏ်ရာပြဿနာကြောင့်မပါဝင်နိုင်တာကလွဲရင် United ဒီMichael Carrick သဘောအကျဆုံးပွဲထွက်လူစည်းနဲ့ပွဲထွက်လာခဲ့တယ်။ဒါကဖူလန်နဲ့ပွဲမှာကလေးကကျွန်တော်မှတ်မိတယ်။ line နဲ့ပဲသူတို့ပွဲထွက်တော့မှာလို့ဒီ line နဲ့ကသူတို့အတွက်မှန်သွားပြီ။ဒါအကောင်းဆုံးရှေ့ဆက်မဲ့ line နဲ့တစ်ခုပဲလို့ကျွန်တော်ပြောခဲ့ပါတယ်။ Now ဒီပွဲမှာအသင်းကစားသမားအများစုက fresh ပြန်ဖြစ်သွားတယ်။အဓိကအဲ့ဒါပဲ။တစ်ပတ်တစ်ပွဲကစားရတယ်တစ်ပတ်နှစ်ပွဲကစားရတယ်ဘာညာနဲ့မဆိုင်ဘူး။တချို့ကစားသမားတွေအသက်အရွယ်တစ်ခုရောက်နေအဓိကဗျာ United ရဲ့အဲ့ဒီ first line up က player တွေ fresh ဖြစ်နေဖို့လိုတယ်သူတို့ fresh ဖြစ်နေအကောင်းဆုံးကစားနိုင်တယ်အဲ့ဒါကြောင့်ဒီ Man City တို့ Arsenal တို့ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်တုန်းကအင်ပြည့်အားပြည့်ဖြစ်မှုအတိုင်းပဲကစားသွားခဲ့တယ်ဆိုတော့တာမန်အသင်းတွေအဖြစ်မြင့်အသင်းတွေကို United ကရလက်ဆိုးတယ်ဆိုတော့အစင်လာကိုဒီပွဲစဉ်မှာအကောင်းဆုံးချစ်ဖြတ်သွားခဲ့တယ် Okay အဲ့တော့ဒီလူချင်းစုပွဲမှုကဘောလုံးခြေထောက်ထဲမှာအကြာကြီးမထားဘူး one dash တွေနဲ့လှင်မြင်ဘောလုံးရတဲ့အခါနေရာလွတ်တွေကိုကြည့်တယ်တောင်ပန်ကစားသမား2ယောက်ဖြစ်တဲ့အာမဒီယာလိုเนาะ Matthias Cunha Brian Mbeumo ရှိနံပါတ်9မှာဆိုရင်မဲ့3ယောက်ရွေရှားတဲ့ဟန်နေနဲ့တန်ပတ်နောက်တဲ့အသင်းကိုအကောင်းဆုံးဖိအားပေးတယ်လွတ်လပ်နဲ့
ပေါ့ပါတဲ့ကစားဟန်တစ်ခုဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာလည်းဒီကွင်းလယ်ကစားသမား3ယောက်ကတော့ဘောလုံးကိုအမိအယပြန်ပြီးတော့လိုက်လို့တယ်ဒီပွဲစဉ်မှာတော့ကျွန်တော် Bruno Fernandes တိတ်ပြီးတော့play making အရင်လုံနေတဲ့ပုံစံမျိုးမမြင်ရအောင်ဗျဘောလုံးရရတယ်ချက်ချင်းဆိုသလိုရှေ့ကိုပေးပို့တဲ့ပုံစံမျိုးတွေဘောလုံးမရှိတဲ့အခါကျရင်သူကနံပါတ်8နေရာဒီဝင်ဆင်းပြီးတော့တက်ကိုပီမိန်နူစတဲ့ကစားသမားတွေနဲ့တွဲပြီးတော့စုဖွဲ့ကစားတဲ့ဟန်တွေကလည်းကောင်းခဲ့တယ်ဒီနေ့ပွဲမှာတက်ရလဲရမ်းအဆင်ပြေတယ်ဗျနောက်ကျွန်တော် Everton အသင်းရဲ့ကွင်းလယ်စုဖွဲ့မှုကလည်း The United အသင်းကိုအကောင်းဆုံးရှင်ကစားနိုင်တဲ့အခြေအနေမျိုးရှိခဲ့တာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ Aaron Bugnan Guehi Dewsbury Hall 3ယောက်အပြင်ကျွန်တော်တစ်ဖက်က Armstrong ဆိုတဲ့ Chartic ကလည်းဝင်ကတယောက်ပုံစံမျိုးကြီးလွတ်လွတ်လပ်ဗျာ touch line တွေကနေဆွဲပြီးနေတာတော့မဟုတ်ဘူးအဲ့ဒီ4ယောက်အားရှိတယ်အဲ့ဒီတယောက်လောက်ပဲဒီတစ်ဖက် touch line မှာရှိနေတယ်နောက်ကျွန်တော်တို့ Berry ကလည်းတောက်လျှောက်ရှေ့မှာ live high press ပေးနေတဲ့ပုံစံမျိုးတွေကကျွန်တော်ပြောပြပါရင်ဒီထဲမှာ United ကစားသမားတွေကစားအနေငယ်ခက်စီခဲ့တယ် tournament တိုက်ပုံစံမျိုးတွေနဲ့ပေါ့ဗျာအဲ့တော့ပြောချင်တာဒီကွင်းလယ်စုဖွဲ့မှုချင်းရှင်းမယ်ဆိုရင် United သာအဲ့ဒီကွင်းလယ်ကိုအရင်တော့လိုမျိုးစိန်နေခဲ့ပါကအဲ့ဒါတော့ပြီအဲ့ဒီပွဲဒီအဲ့လိုအီလေးဆွဲပြီးတော့တရေထက်မပေါ်ဘူးဒီနေရာမှာမှအမြင်ဘောတွေနော်ဟို sub play တွေကနေပေးကိုတွေပြန်ပြီးတော့ပေးရနိုင်တယ်တိုးတော့ဒီပွဲဒီမှာကျတော့အဲ့လိုဘောလုံးအပြခြေတော်ထဲမှာထားအောင်မထားဘူးစိတ်မနေဘူးအဲ့လိုကစားပုံက Michael Carrick နောက်ပိုင်းဒီ United ကိုကင်တွယ်တဲ့ပွဲစဉ်တွေမှာကျွန်တော်အမြဲတမ်းလို့မြင်နေရတဲ့ဒါပုံစံကောင်းတရေကောင်းလေးတစ်ခုပဲအဲ့ဒါကိုဆက်လက်ကင်ဆွဲထားဖို့လိုတယ် United ဆိုတော့ဘောလုံးကြာကြီးကင်တာမဟုတ်ဘူးရှေ့ကိုပဲအဓိက progressive ဖြစ်အောင် Salas လက်ထက်မှာတော့ကစားလာတဲ့အသင်းလေအခုလေဒီပုံစံလေးကစားရတော့သဘောကျတယ်အဲ့တော့ရှေ့လေနောက်သူ့နေရာနဲ့သူအကုန်လုံးကပုံစံလေးပေါ်သွားပြီအဆင်ပြေတယ်ဒီထက်ပို့ပြီးတော့ဒါ squad ဖြစ်မယ်ဆိုရင် Michael Carrick ရဲ့အနာဂတ်ကတော်တော်လေးလှသွားပြီဗျကျွန်တော် Carrick နဲ့ပတ်သက်ပြီးတော့ဗီဒီယိုတစ်ပုတ်လုပ်ပေးဦးမယ် Carrick ကို United ရေရှည်နီးပြပြဆက်ခန့်အပ်တင်လားမခန့်အပ်တင်လားစတဲ့ topic လေးပေါ့နော်ဆိုတော့ပြောတာစောကောင်းစောမယ်ဒါမဲ့ဗျာမိုက်တယ်ဗျာအခု6ပွဲကင်တယ်9ပွဲနိုင်တယ်တပွဲပဲတည်ကြလုံးဝရှုံးပွဲမရှိသေးဘူးအသင်းဆုံးပါသွားပြီဟာကျွန်တော်တို့ရဲ့အသင်းငယ်မဟုတ်လို့အသင်းမဟုတ်လို့ပြောမနေနဲ့တော့အသင်းဆုံးပါသွားပြီเนาะအဲ့ထားပါအဲ့တော့နောက်ဆုံးဟိုကျွန်တော်ညီကုန်းချုပ်ပြီးပြောချင်တာ Everton အသင်းရဲ့ဒီနေ့ကစားသွားတယ်ကစားပုံလူချင်းအခင်းချင်းကခံစစ်အသားပေးကစားသမားတွေများခဲ့တယ်လို့ဂိုးသွင်းဖို့လည်းအတော်လေးပြိုင်ဘက်ကခက်ခဲတဲ့အခြေအနေကိုဖန်တီးပြီး David Moyes ကတည်သွားတာပါဒါကိုအကောင်းဆုံး counter attack တစ်ချိန်ကနေဂိုးသွင်းယူသွားခဲ့တဲ့အတွက် United တို့ကိုကျွန်တော် appreciate လုပ်ရမှာဖြစ်ပါတယ်ဒါတွေမကသေးဘူး Everton အသင်းရဲ့ဂိုးကန်သွင်းချက်အများအများကိုအကောင်းဆုံး save သွားတဲ့ Lemons ကြောင့်လည်းဒီနိုင်ပွဲကပို့ပြီးတော့အသက်ဝင်ခဲ့ပါခင်ဗျာမနေ့ကကျွန်တော်အကြိုက်ဆုံးကစားသမား9ယောက်ကိုရွေးထုတ်သုံးသက်ဆွေးနွေးပြပါမယ်အခုတော့ခဏတနှုတ်ဆက်ပြရသည်ကျေးဇူးများကြီးတင်ပါတယ်